ဟေးဒီနေ့ပန်းစည်း2စီးရခဲ့တယ်ဘယ်လိုရလဲပြောပြပြင်သွားပြီဆိုရင်အဲ့လိုမျိုးငကက်ကြံခဲ့လို့ပေါ့နော်ဆိုကားပေါ်ရောက်မှတက်ရပါတယ်ဒီနေ့ကတော့ဆိုရဲ့ Floral Class Day 1မှာညမှာအကုန်လုံးဆုတ်ချက်နောက်ထပ်လာတဲ့ပန်းစည်းကလည်းနောက်ထပ်လာတဲ့ပန်းကတီချေရှင်းပြပြီးတော့ဆိုယူကိုယ်တိုင်ထိုးနေရပေါ့နော်တီချေတို့တင်ထဲမှာသုံးနေရတဲ့ပန်းလေးတွေကတော့ဒီနယ်သာလန်နှင်းစီလေးပါဆိုယူဒီနေ့စီးခဲ့တာကတော့ဒီနယ်သာလန်နှင်းစီလေးနဲ့ဒီဒေးစီပန်းကိုအယောလေးစီးခဲ့တာပါဆိုဒီနေ့စီးခဲ့တဲ့ပန်းစီ2မျိုးတော့ဟန်တိုက်ပန်းစီတင်ပြီးတော့တခါတည်းစီးခဲ့တာပေါ့နော်ဟန်တိုက်ပန်းစီတွေဖြစ်ပါတယ်တခါတည်းပြောထားပါမယ်ဆိုယူရှိမှာပန်းစီမှာလို့ရပါတယ်မှာဘူးတဲ့လူတွေရောမမှာဘူးတဲ့လူတွေရောအားလုံးမှာလို့ရပါတယ်အဲ့တော့မှာကြပါရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒါတော့ဒုတိယမြောက်ပန်းစီလေးဖြစ်တဲ့ဒီဒေးစီပန်းအယောလေးကိုပေါ့နော်တည်တည်ချာလေးတခါတည်းထုတ်ပြီးတော့ဆိုယူကိုယ်တိုင်စီးနေတာလေးပါဒါကတော့ဆိုယူဒီ web မပတ်ခင်လေးပေါ့နော်final result ရပါပြီဒါကတော့ဆိုယူအကြိုက်ဆုံးဓာတ်ပုံရိုက်တဲ့အချိန်မှာဒီပန်းစီအယောင်လေးနဲ့အပြာရောင်ကဆိုအကြိုက်ဆုံးလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအရန်ကြိုက်တယ်ပေါ့နော်စီးထားတဲ့ပန်းလေးယူပြီးအိမ်ပြန်နေပါပြီဒီ1အောင်မြင်စွာပြီးဆုံးအဆုံးထိကြည့်ပေးတဲ့တယောက်စီစဉ်ကျေးဇူးအများကြီးတင်ပါတယ်တတ